လီငယ်ဟာမီတာ1000အကွာမှာရှိတဲ့ရန်သူတပ်မှုကိုပြစ်ခတ်ဖို့စ조사ခဲ့ပေမဲ့သူ့ရဲ့ရဲဘော်ဖြစ်သူကချက်ချင်းပဲတားဆီးလိုက်ပါတယ်။အဲ့ဒီ rifle ဟာမီတာ400အကွာဝေးအထိပဲထိရောက်အောင်ပစ်နိုင်တာကြောင့်အခုလိုအကွာဝေးကနေရန်သူကိုထိမှန်ဖို့ဆိုတာမဖြစ်နိုင်ဘူးလို့သူကပြောပါတယ်။ကလီငယ်ကိုကြည်စံတွေအလဟတမဖြုံးဖို့လေသူကတတိပေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဝါရင်စစ်သားကြီးတယောက်ကပါနတ်တဲ့အစီအစဉ်တစ်ခုကိုစဉ်းစားမိသွားပါတယ်။သူဟာအရင်ဦးဆုံး rifle ထဲကကြည်စံကိုထုတ်လိုက်ပြီးဓာတ်တစ်ချောင်းကိုတုံးကကြည်ထိပ်ဖူးကိုရစ်ပတ်ထားတဲ့ပုံစံမျိုးဖြစ်အောင်ပုံဖော်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ကြည်စံကို rifle ထဲပြန်ထည့်ပြီးရန်သူတပ်မှုရဲ့တီနေရာကိုမှန်ပြောင်းနဲ့တိချစစ်ဆေးလိုက်ပါတယ်။ပြီးနောက်သူဟာ rifle ရဲ့ပြစ်မှတ်ချိန်ကိရိယာကိုချိန်ညှိပြီးပြစ်ခတ်ဖို့ပြင်ဆင်လိုက်ပါတယ်။ဒါကိုမြင်ရတဲ့အခါသူ့ရဲ့ရဲဘော်တွေအားလုံးကသူ့ကိုအယူလိုပဲထင်နေကြပါတယ်။ဒီလောက်ဝေးတဲ့နေရာကနေရန်သူကိုထိအောင်ပစ်နိုင်မယ်လို့ဘယ်သူမှမယုံကြည်ခဲ့ကြပါဘူး။တစ်ဖက်မှာလည်းရန်သူတပ်မှုကသူ့ကိုယ်သူလုံးဝဘေးကင်းလုံခြုံနေပြီလို့ထင်နေခဲ့ပါတယ်။သူဟာတစ်ဖက်ချမ်းကစစ်သားတွေကိုလက်နက်ချဖို့အော်ဟစ်ပြောဆိုနေပြီးမြဲဝါရင်စစ်သားကြီးကတော့ဘီးပေါဝင်းချင်းကအရာအားလုံးကိုလှည့်ယူရှုပြီးသူ့ရဲ့ပြစ်မှတ်ကိုပဲအာရုံစိုက်ထားပါတယ်။စက္ကန့်ပိုင်းအကြာမှာတော့သူဟာမောင်းဖြုတ်လိုက်ပါတယ်။ပြစ်ခတ်ပြီးတာနဲ့ rifle ကိုချလိုက်ပြီးမှန်ပြောင်းကိုကောက်ကင်ကရန်သူတပ်စခန်းဘက်ကိုကြည့်လိုက်ပါတယ်။ရန်သူတပ်မှုကအော်ဟစ်နေစေအချိန်မှာပဲကြီးစံဟာသူ့ရဲ့ဦးခေါင်းကိုတေးတေးမှတ်မှတ်ထိမှန်သွားခဲ့ပါတယ်။ရန်သူစစ်သားတွေဟာအံ့အားသင့်တုန်လှုပ်သွားပြီးအကာအကွယ်ရမယ့်နေရာတွေမှာအမြန်ပုံအောင်လိုက်ကြပါတယ်။အဲ့ဒီကြီးတစ်ချက်တည်းနဲ့တင်ဝါရင်စစ်သားကြီးဟာရန်သူတွေရဲ့ယုံကြည်မှုကိုဖျက်ဆီးပစ်လိုက်နိုင်တယ်လို့သူ့ရဲ့ရေးပေါ်တွေအားလုံးရဲ့လေးစားမှုကိုလည်းရရှိသွားပါတော့တယ်